1. မူရစ်ဆေးဝါးသုံးစွဲမှုမြင့်မားရခြင်းအကြောင်းရင်းများပြန်ဟာအရန်ပင်ပန်းပြီးအထူးသဖြင့်ရေမဆေးသမားများဟာမောပန်းမှုတန်ခံနိုင်ရည်ရှိဖို့နဲ့စိတ်အပန်းဖြေဖို့အတွက်မူရစ်ဆေးကိုမှားယွင်းစွာအသုံးပြုကြပါတယ်။ရရှိညာလွယ်ကူခြင်းဖားခန့်ဒေသမှာမူရစ်ဆေးဝါးဟာဈေးပေါပေါနဲ့ 3. နောက်ဆက်တွဲဆိုကြများကျန်းမာရေးဈေးထိုးအမျက်ဝေသုံးစွဲရကတစဉ် HIV/AIDS နဲ့အသက်ရောင်အသားဝါ BC ပိုးနီကူးစက်မှုနှုန်းအလွန်မြင့်မားနေပါတယ်။လူမှုရေးမူရစ်ဆေးဝါးကြောင့်ခိုးဆိုးလူနိုင်မှုတွေများပြားလာပြီးလူအဖွဲ့အစည်းရဲ့လုံခြုံရေးကိုချိန်ချောက်နေပါတယ်။လုံသားအင်အားပြုံတီးမှုတိုက်ပြည်ရဲ့အနာဂတ်ဖြစ်တဲ့လူငယ်တွေဟာမူရစ်ဆေးဝါးနွံတွေမှာနစ်မွန်းပြီးဘဝပျက်စီးမှုတွေကြုံတွေ့နေရပါတယ်။ 3. နောက်ဆက်တွဲဆိုကြများကျန်းမာရေးဆေးထိုးအမျှဝေသုံးစွဲရကတစဉ် HIV/AIDS နဲ့အသက်ရောင်အသားဝါ BC ပိုးနဲ့ကူးစက်မှုနှုန်းအလွန်မြင့်မားနေပါတယ်။လူမှုရေးမူရစ်ဆေးဝါးကြောင့်ခိုးဆိုးလူနိုင်မှုတွေများပြားလာပြီးလူအဖွဲ့အစည်းရဲ့လုံခြုံရေးကိုချိန်ချောက်နေပါတယ်။လောက်သားအင်အားပြုံတီးမှုတိုက်ပြည်ရဲ့အနာဂတ်ဖြစ်တဲ့လူငယ်တွေဟာမူရစ်ဆေးဝါးနွံထဲမှာညှစ်မွန်းပြီးဘဝပျက်စီးမှုတွေကြုံတွေ့နေရပါတယ်။ 4. လက်ရှိဆောင်ရွက်မှုများဒေတာကန်လူထုအခြေပြုအဖွဲ့အစည်းတွေဥပမာဖတ်ဂျဇန်ဘာသာရေးအသင်းအဖွဲ့တွေနဲ့အရက်ဘတ်အဖွဲ့အစည်းတွေကမူရစ်ဆေးဝါးတိုက်ဖြစ်ရေးနဲ့လူနာပြုစုပြိုးထောင်ရေးလုပ်ငန်းတွေကိုစ조사ဆောင်ရွက်နေကြပေမယ့်နေမီမတည်ငြိမ်မှုတွေကြောင့်အခက်အခဲများစွာရှိနေပါတယ်